ပြောကြတယ်ငါဆိုတဲ့တယောက်ကကွယ်ပညာမတတ်လို့ဥစားရှာဖို့မလဲခါတလေးလေးပြောကြတယ်ငါဆိုတဲ့တယောက်ကကွယ်ပတ်စံရှိသူမှရင်ချပြနေတာတဲ့ခါတလေးလေးစနေတဲ့ခါတလေးလေးရင်ချတရားရမယ်စိနေတရှူခဲ့Not tonight, oh my lady.